တူတော်စင်တို့မောင်နှမအရင်တွေချစ်ချင်းမြတ်တာတိတ်ကထားလို့လေကျေးဇူးရှင်မိဘနှစ်ပါးရဲ့ဩဝါဒစကားကိုမကြားရတာကြားခဲ့ပြီလေချစ်တော်ဖေဖေချစ်တော်မေမေသားတို့သမီးတို့လက်ဆယ်ဖြာရှက်ခါမို့လို့ရှိခိုးလို့ကြော့ပါရစေကျေးဇူးရှင်ဖေဖေနဲ့မေမေကျေးဇူးရှင်ဖေဖေနဲ့မေမေကျေးဇူးရှင်